မင်္ဂလာပါအချမ်းလို့ခေါ်ပါရယ် AGG Construction and Decoration က Interior Designer တူဖြစ်ပါရရှင်စင်ကာပူလာစာနေပြီးတော့ design နဲ့ပွဲရပြီးရဲ့နောက်ပိုင်း AGG မှာ Interior Designer တယောက်အနေနဲ့လက်တွဲပြီးတော့ design တွေဖန်တီးပေးနေတာပါဒီနေ့အချမ်းတို့ကAGG ကနေအစဆုံးတောင်းယူပြီးတော့အလှဆင်ထားပေးရဲ့ Parmi Valley Condo က 3 bedroom အခန်းလေးတစ်ခုကို run ထိုးလိုက်ပြပေးသွားမှာဖြစ်ပါတယ်ညီမနဲ့တူတူတစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်ရှင်ဒါလေးကတော့ဝင်ချင်း entry shoe cabinet area လေးပါညီမတို့ဒီမှာ design လုပ်တော့အဓိကစဉ်းစားထား space saving ပေါ့နော်ဒီမှာဆိုလို့ရှိရင် space ကို saving ဖြစ်မဲ့ foldable ခုံလေး seater လေးတစ်ခုထားပေးရပေါ့နော်ပုံမှန်အိမ်တွေမှာဆိုလို့ရှိရင်ဖက်နှက်စီးဖို့အတွက်ခုံနဲ့ကလေးထားပေးပါတယ်ညီမတို့ကဒီနေရာမှာဝင်ပေါက်ကိုအရင်ကြီးနေရာမယူအောင်ပေါ့နော်ခောက်လို့သိမ်းလို့လွယ်ကူရဲ့ဒီ foldable လေးကိုထားပေးပါတယ်ဥပမာကိုကဖက်နှက်စီးတော့မယ်ဆိုလို့ရှိရင်ဒါလေးကိုခောက်ထုတ်ခတ်ထွက်လိုက်မယ်ပြီးလို့ရှိရင်ဖက်နှက်စီးမယ်ပြီးလို့ရှိရင်သုံးလို့ရတဲ့ခါမှာဆိုလို့ရှိရင်ညီမတို့ကဒီလိုမျိုးလေးပြန်ပြီးတော့ပိတ်ထားပေးလို့ရပါတယ်ရှင့်ပြီးတော့ဒီဘက်ဆက်မှာဆိုလို့ရှိရင်စစ်ထိုးအလွယ်တကူဖွင့်လို့တင်ဆဲလို့ရတဲ့ဖက်နှက်စင် area လေးရှိပါတယ်။လို့လွယ်တကူအောက်ကနေထော့ပြီးတော့ဖွင့်အောင်မယ်။ပြီးလို့ရှိရင် space ကိုထားထည့်မယ်။ပြီးရနဲ့ပြန်ပိတ်လို့ရတယ်။ပြီးလို့ရှိရင်ညီမနဲ့အိမ်ထဲခဏလောက်လိုက်ခဲ့ပြီးပါအောင်။ Okay အိမ်ထဲရောက်ပါပြီ။ဆိုတော့ဝင်ချင်းတွေ့ရမယ့် eye catching နေရာလေးကတော့ဒီ irregular shape mirror လေးပေါ့နော်။ချက်တို့ဒီမှာ design ဆွဲတော့ဒီမှာ LED mirror လေးပါမီးလေးချင်းလို့ရအောင်တက်ဆင်ထားပေးရ။ဒါကတော့အပြင်သွားခင်ကို outfit check လုပ်လို့ရအောင်လို့ထားပေးပါတာ။ပြီးတော့ဒါကတော့ကတော့တို့အိမ်တော့တို့ပစ္စည်းစနစ်တကျတင်လို့ရအောင်ဒီ floating vanity လေးတစ်ခုလေးထည့်ထားပေးပါရရှင်။ဒီမှာဆိုလို့ရှိရင်နေရန်ကိုတော့line အလှဆင်လေးတွေပြီးတော့ wall panel လေးတွေပြီးတော့တက်သား panel လေးတွေထားပေးရပေါ့နော် visual flow living room တစ်လျှောက်ရရှိအောင်အလှဆင်ထားပေးရပြီးတော့အချက်တို့ရဲ့ main concept က Japan D concept ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာချစ်စရာကောင်းတဲ့ ambient light wall scope နှစ်ခုကိုaesthetic တစ်ခုအနေနဲ့တက်ဆင်ထားပေးပါတယ်ဒီဘက်ချက်မှာဆိုလို့ရှိရင်ဒါအိမ်ရဲ့အမျက်တနိုးထားမဲ့ဖျားကန်း area လေးရောက်ပြီပေါ့နော်ဟိုဘက်ချမ်းဒီ living area နဲ့ divide လုပ်ဖို့အတွက်glass panel လေးတစ်ခုထားပေးပါတယ်ပြီးလို့ရှင်ဒါဖျားကန်းကိုအဓိကကျွန်တော်မြန်မာအိမ်တွေမှာဆိုလို့ရှင်ပုံမှန်တွေ့ရတဲ့ဖျားစင်းတွေနဲ့မတူဘဲ model minimal asset ကိုထိန်းသိမ်းထားဖို့အတွက်လို့အနောက်မှာ wall panel backing လေးထားပေးရပြီးလို့ရှင်ဒီဖျားကျောင်းဆောင် showcase နဲ့ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေတင်ဆက်ဖို့အတွက်ကြတော့ pure ဖြစ်တဲ့ marble နဲ့ဒီ wood texture လေးတွေပေါ့နော်ပေါင်းဆက်ပြီးတော့ဖန်တီးထားပေးပါရရှင်ဆိုတော့ဒီဘက်ချမ်းမှာတော့ဒီတိုင်း plain လေးထားပေးပဲပေါ့နော် cement texture လေးကစားထားပေးရနောက်ပိုင်း client ကအလှမွေး9ကန်လေးပါလေးဒီနေရာမှာထားပေးလို့ရအောင် space ချန်ထားပေးပါတယ် okay အချက်လုံးနဲ့ဒီ TV console နေရာလေးခဏကြည့်အောင်ရိုးရိုးရှင်းရှင်းနဲ့တစ်သားအရောင်အဖြူရောင်တွေကိုအဓိကသုံးပြီးတော့ downlight line လေးတွေနဲ့လှဆင်ထားပေးရပေါ့နော် TV console ကိုပြီးတော့ floating label wear effect လေးရအောင် floating ပုံစံလေးလုပ်ထားပေးပါတယ်အဓိကတော့ space ကိုကျယ်ဝါးစေအောင်ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင် drawer လေးတွေထည့်ထားပေးရယ် so close အတန်မထောက်ပြီးတော့နောက် highlight လုပ်ချင်တဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီအပေါ်နှစ်ချက်ဖြစ်နေတဲ့ light bulb လေးပါဒါအရင်ဖွဲ့စည်းပုံမှာဆိုလို့ရှိရင်ဒီနေရာကဝင်ချင်းလေးဖြစ်တယ်ပြီးတော့ဘင်းလေးအရန်ကျနေရပေါ့နော်အဲ့တော့မြင်ဝင်ချင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ဆိုးရအဲ့တော့ဒီနေရာကိုဘယ်လိုလှအောင်လုပ်အောင်မလဲပေါ့စတဲ့ဒီဇိုင်းလုပ်တော့ဒီနေရာကိုအလှလေးဖြစ်သွားအောင်လို့ဒီလိုနှစ်ဆင့်ကျနေတဲ့ light box လေးဖန်တီးပေးပြီးတော့အလှဆင်ထားပေးပါတယ်ဒီ living room နေရာအတွက်archi element တစ်ခုဖြစ်သွားအောင်ပေါ့နော်ပြီးတော့ဒီမှာ
cafe counter cafe counter client က request လုပ်ထားတဲ့နေရာလေးပေါ့နော်ဒီနားမှာဆိုလို့ရှိရင်သူ့ရဲ့ microwave တွေပြီးတော့ cafe machine တွေထားလို့ရအောင်စနစ်တကျအကန့်လေးတွေလုပ်ထားပေးရယ်ပြီးတော့ဒီမျက်နှာစာ living room ရဲ့မြင်နေရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ cabinet အပိတ်တစီသိမ်းဆဲလို့ရတဲ့နေရာရယ်ပြီးတော့ဒီမှာအဖွင့်ပေါ့နော်ကဲသူ showcase တွေပါတယ်တခုခုထားခြင်းလို့ရှင်အဖွင့် chef လေးတွေ ambient lighting လေးတွေနဲ့ဒီ test lighting လေးတွေနဲ့ပြီးတော့ဒီနူးညံ့မှုဖြစ်အောင်ကျွန်မအကွေး design လေးနဲ့နည်းနည်းအလှဆင်ထားပေးပါတယ်ရှင်ခေချလို့ဒီဘက်ကိုကြည့်အောင် dining area dining area အရှိမတော့သတိထားမိပါတအိမ်လုံးကို decoration ဆင်ထားတာအဝါနုရောင်တို့အဖြူရောင်တို့လေနည်းနည်း one ဖြစ်တဲ့ vibe ကိုပေးရပါတော့ဒါပေမဲ့ဒီနေရာမှာအဲ့ one ကို contrast လို့အဆင်ပြေအောင်လို့ကျွန်မကဒီ material contrast လေးတစ်ခုဖန်တီးထားပါတယ်cement texture အသုံးပြုပြီးတော့ဒီ living area ကို divide လုပ်ထားပြရပါတော့ဒီမှာဆိုလို့ရှိရင်ဒီ down ချိုးကိုကျွန်မကL shape built in seating လေးတစ်ခုနဲ့အလှဆင်ထားပေးပါတယ်ပြီးတော့ဒီမှာတင်ရဆွဲရပြီးတော့လွယ်ကူအောင်လို့ဒီမှာအဖြုတ်တက်လွယ်ကူအောင်လို့ဒီ console လေးတွေဖြုတ်တက်အသိမ်းစင်နောက်ပိုင်းနေလို့ရှင်လွယ်ကူအောင်လို့ဒီလိုအဖြုတ်တက်ပုံစံလေးတွေနဲ့လုပ်လို့ရအောင်စီစဉ်ထားပေးရပေါ့နော်ပုံမှာဆိုလို့ရှိရင်သေးရွက်ပုံစံဟုတ်ကဲ့သေးရွက်ပုံစံချစ်စရာလေးနော် ambient pendant light လေးတစ်ခုရှိပါတယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်လည်း organic shade တွေဒီမှာအကွေးလေးတွေနဲ့ dining table ကိုအလှဆင်ထားပေးပါရဲ့ရှင်အဓိကကတော့ဒီ dining တမယိုးကြ dining area ချက်ကိုမှဒီမှာ cafe counter လေးနဲ့နီးရဲ့အတွက်ကြောင့်မလို့ကိုပိုင်ပေါ့နော်ဒီအိမ်မှာကိုပိုင် chill လို့ရမယ့် cafe corner လေးတနေရာလေးတစ်ခုရအောင်ဖန်တီးရပေးပါရဲ့ရှင်ခု dining area ကြည့်လို့ပြီးပြီဆိုတော့ H&M နဲ့တူတူ master bedroom ကိုလိုက်ကြည့်အောင် master bedroom ရောက်ပါပြီ။ဟုတ်ကဲ့ပါ။ Okay အခန်းကိုတွေ့ရတဲ့အတိုင်းပဲဒီမီဂိုနု panel လေးတွေကိုအခြေခံထားပေးပါရဲ့ရှင်။ဒီမီဂိုနု panel ရဲ့ပြီးတော့ဒီမှာ white panel လေးရဲ့ပြီးတော့ဒီမှာ wooden panel လေးတွေအသုံးပြုပြီးတော့ဒီနေရာကို decorate လုပ်ထားပေးရပေါ့နော်ပြီးလို့ရှိရင်ဒီ bed နဲ့အပေါ်အောက် symmetric ဖြစ်အောင်လို့ hidden light လေးတွေလည်းလှဆင်ထားပေးပါတယ်ဒီက hidden light ထည့်ထားပေးတာအိတ်ခမ်းညဘက်ကြလို့ရှိရင် relaxing နဲ့ဒီမီလေးနှစ်ခုပဲဖွင့်ပြီးတော့ chill လုပ်လို့ရအောင် comfort နဲ့ comfy ပါရအောင်လို့ဒီမှာထည့်သွင်းထားပေးရဖြစ်ပါတယ်ပြီးလို့ရှိရင် ဒီဘက်မှာbody mirror ရှိရပေါ့နော် body mirror လေးပါပြီးတော့ client ကကြတော့အမျိုးသား client ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ accessories တွေနဲ့ပပတင်လို့ရအောင်လို့ဒီမှာ floating vanity တခုထားပေးရပြီးတော့ ceiling ထိတိုက်နေတဲ့ဒီမှာ shelf လေးတွေရှိတယ်အခါလိုအပ်တဲ့ပစ္စည်းတွေစာအုပ်တွေစာတန်းတွေသူ့ရဲ့ခြားရည်မွေး perfume တွေတင်ဆက်လို့ရအောင်လို့ဒီမှာဒီ shelf လေးတွေထည့်ထားပေးရပေါ့နော်ပြီးတော့ဒီဘက်ချမ်းမှာဆိုလို့ရှိရင် built in walk-in desk တခုရှိပါတယ်ရှင်အဓိကဒီနေရာမှာနေရနဲ့ပရင်းပေါင်းနဲ့အဓိကဓာတ်ရိုက်ဖြစ်တဲ့နေရာမှာ arrangement လုပ်ထားပြီးရပေါ့နော်ဒီ natural flow lighting အဓိကရရှိအောင်လို့ကျွန်တော်တို့ဒီ walk-in desk ကိုဒီမှာထားပြီးတော့ arrange လုပ်ထားပေးပါတယ်ဒီဘက်မှာတော့ wardrobe ရှိပါတယ် wardrobe ကိုနှစ်ပိုင်းထားပြီးရပေါ့နော်သူသိမ်းဆည်းပြီးခောက်ပြီးသိမ်းဆည်းလို့ရအောင်ဒီမှာအထဲမှာသိမ်းဆည်းလို့ရအောင်လို့ဒီလိုအပိတ်တကရွက်နဲ့တစ်ခု area တစ်ခုနောက်တစ်ခုကကြောက်ရသူ showcase တွေချိတ်လို့ပြုလို့ရအောင်ဆိုပြီးတော့ဒီမှာမြင်ရရဲ့tinted glass နဲ့ပုံဖော်ထားပေးရဲ့ဒီ area တစ်ခုပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ sensor ကျွန်တော်တို့ထည့်ထားတယ်လို့ဖွင့်လိုက်တာနဲ့မြင်လင်းလာတယ်luxury vibe ပဲရရပေါ့နော်ဒီနေရာမှာတခု recommend ပေးချင်တာက wardrobe တွေကိုဒီလိုမျိုးမှန်နေနဲ့လုပ်တော့မယ်ဆိုလို့ရှိရင် clear glass အစားဒီ tinted glass လေးတွေကိုအသုံးပြုပေးတာကပို့ပြီးတော့ luxury ပိုဆန်သွားစေရပေါ့နော်ပြီးတော့ရေချိုးကန်လေးချက်လိုက်ပြပါမယ် Okay master bedroom ရဲ့ရေချိုးကန်လေးရောက်ပါပြီရှင်
အခုဒီ master bedroom တွေ့တဲ့အတိုင်းနည်းနည်းကျင်းနေပေါ့နော် error storage ရအောင်လို့အချက်ဒီမှာ hidden storage နေရာလေးတစ်ခုထည့်ထားပေးပါတယ်မှန်တော့မှာပါ okay မှန်တော့မှာပြီးတော့ floating vanity လေးရယ်ပြီးတော့သူ့နေရာနဲ့သူလိုအပ်တဲ့အသုံးဆောင်လေးရယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အပြင်ကအခန်းထဲလိုက်ဖက်မှုရှိအောင်လို့ဒီနေရာနေဆိုလို့ရှိရင်လဲ gray wall tile လေးတွေဒီ gray tone ကိုပဲအဓိကသွားထားပေးရယ်ပေါ့နော်တစ်ခါလုံးဟုတ် Tired of trying at the same shit. Kinda tired trying to give a fuck. Saving okay cool master bedroom ပြီးသွားပါပြီ။ကျန်တဲ့ single နှခမ်းကိုကျွန်မလိုက်ပြပါမယ်။ okay ဒါလေးကတော့ single room လေးပါရှင့်။ budget control အနေနဲ့အဓိကအသုံးပြုမဲ့ living kitchen dining ပြီးတော့ master bedroom ပေါ့နော်။အဲ့ဟာတွေကိုပဲဒါအဓိကအလားဆင်ထားပြီးတော့ဒီကျန်ရှိရဲ့ single room နှစ်ခုကကြတော့ရေမီးစိတ် ceiling lighting ဒီနေ့ပဲပုံဖော်ထားပါတယ်နောက်ပိုင်းအိမ်ရှင်အိမ်ပြောင်းလာလို့ရှင်ကျန်ရှိရဲ့ဒီfurniture တွေကိုထားဖို့အတွက်ပေါ့နော်ဒီနေရာလေးလောဆယ်တော့အလွတ်လုပ်ထားပါတယ်ကဲပါ love, yeah. okay နောက်ဆုံးအနေနဲ့အချမ်းတို့လည်းတူတူ kitchen ကိုလိုက်ကြည့်အောင် kitchen okay kitchen မှာဆိုလို့ရှင်တွေ့ရတဲ့အတိုင်းပဲ kitchen က irregular shape ဖြစ်နေရယ်ကျင်းနေရယ်ပေါ့နော်အဲ့တော့ kitchen ကနှစ်ပိုင်းခွဲထားတယ်ဒီဘက်မှာဆိုလို့ရှင်ဒီမှာအပေါ်အောက်cabinet လေးနဲ့တွားထားရယ်ပေါ့နော်ပုံမှန်အဖြစ် kitchen ဆိုလို့ရှင်လုံးဝအပေါ်အောက် fully cabinet design မျိုးနဲ့တွားကြတယ်ဒီနေရာမှာကျတော့ okay အချက်သာအပေါ်အောက် design လုပ်ခဲ့မယ်ဆိုလို့ရှင်နေရအရင်ကျင်းပြီးတော့အသုံးပြုမဲ့လူကိုလည်းbreathable ဖြစ်တဲ့ခံစားချက်မျိုးမပေးနိုင်ပါဆိုလို့ဒီဘက်တစ်ချမ်းကိုသာအပေါ်အောက် cabinet ထည့်ထားရယ်ပေါ့နော်ပြီးလို့ရှင်နေထိုင်မဲ့သူတွေအတွက်နောက်ပိုင်းအသုံးပြုလို့ရအောင်ဒီဘက်ချမ်းမှာ storage လေးတွေပြီးတော့ kitchenware တွေစင်တကျထားလို့ရအောင်ဆိုပြီးတော့ဒီနားမှာpull out basket လေးတွေနေသူ့နေရာနဲ့သူစီစဉ်ထားပေးပါရရှင်ဒီမှာဆိုလို့ရှင်လဲ test lighting လေးတွေပေါ့နော် test lighting လေးတွေပါထားပေးရဒီဘက်ချမ်းမှာဆိုလို့ရှင်ဒါ stove နဲ့ဒီမှာ kitchen hook တက်ဆက်တဲ့နေရာတစ်ခုခွဲထုတ်ထားပေးရယ်kitchen hook ကိုလည်းသူ့နေရာနဲ့သူဟိုလိုဒီတိုင်းထွက်နေတာမျိုးမဟုတ်ပဲနဲ့cabinet နဲ့တိမ်ပြီးတော့အလှဆင်ထားပေးပါရရှင်ဒီမှာဆိုရင်ကျွန်တော်ရဲ့ဒီ kitchen counter ပေါ့နိနည်းနည်းလေးထူနေတာသတိထားမိမှာပါအဲ့ဒါဘာလို့လဲဆိုတော့ဒီငကို kitchen area ကိုတော့အုပ်နဲ့လုပ်ထားပေးရပေါ့နော် client ကဒီအုပ်ကိုလည်းသူသိမ်းချင်တယ်ပြီးတော့ kitchen ရဲ့နေရာကိုလည်းတော့နည်းနည်း modernize ဖြစ်အောင်လုပ်ချင်တယ်အဲ့အတွက်ကြောင့်မို့ငကိုညီမတို့ကရှိရဲ့အုပ်ကိုငုံပြီးတော့ဒီမှာဆိုလို့ရှိရင် quartz stone top နဲ့ဒီ wooden storage တခုအဲ့လိုမျိုးဖတ်ဆက်ပြီးတော့အလှဆင်ထားပေးပါတယ်ဒီမှာဆိုလို့ရှိရင်ပုံမှန်ဆိုဒီလို black splash တွေပါတယ်ဆိုလို့ရှိရင်ပုံမှန်အဖြစ်အိမ်တွေမှာကြွေပြားရိုးကြွေပြားတွေပဲသုံးတာတွေ့ရလိမ့်မယ်ဒီမှာကနည်းနည်းခက်ဆန်တဲ့ပုံစံလိုမျိုးပေါ့အောင်ဆိုပြီးတော့အချန်တို့ကဒီမှာquartz stone လိုအတွဲဆက်တခါရဲ့အတွဲဆက်ပုံစံမျိုးလေးအလှဆင်ပြီးတော့သွားထားပေးရပေါ့နော်โอเคဒါကတော့အချန်တို့ရဲ့ kitchen area လေးပါ I've been running out of love, yeah. okay အချန်နဲ့တူ balcony area လေးလိုက်ကြည့်ပေးပါအောင်ဒီနေရာမှာဆိုလို့ရှိရင်တွေ့တဲ့အတိုင်းဒီမှာ view ညနေခင်းနေတယောက်တည်းကိုပိုင်ချင်း enjoy လုပ်ရအောင်လို့ဒီနေရာလေးမှာ fold able ပေါ့နော် space လေးဖြစ်space saving လေးဖြစ်တယ်ဒီလိုခောက်ရသိရလဲလွယ်ကူပဲ coffee table လေးတစ်ခုထားပေးပါရယ်ညနေပိုင်း view တွေပါရေးကြည့်ပြီးတော့တယောက်တည်းclient chill လို့ရအောင်မျိုးစီစဉ်ထားပေးပါရယ်ရှင့် view နဲ့ပါ Kinda tired trying at the same shit. Kinda tired trying to give a fuck. Saving grace has never hit the same end. I've been running out of love, yeah. Said I've been running out of love, yeah. Said I've been running out of love, yeah. Said I've been running out of love, yeah, 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 yeah. kitchen တို့ AGG မှာဆိုလို့ရှိရင် design stage ကနေပြီးတော့ built in reality ဖြစ်တဲ့ process အထိ
one stop service ကိုပေးနေပါတယ်လူကြီးမင်းတို့ရဲ့ဒီ residential project အိမ်တွေအပြင်ဟိုမှာ commercial project ဆိုင်တွေKTV တွေ bar တွေ club တွေ hotel တွေအထိ project တွေတူတူဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်တော့ AGG ကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်To your extraordinary dream home